ကြီးမားတဲ့ပန်းတိုင်တွေကြောင့်ပင်ပန်းနေလားတင်တယောက်တည်းမဟုတ်ပါဘူးဒါပေမဲ့တင်းငယ်ပြီးတသမတ်သေးရှိတဲ့ခြေလမ်းတွေကကြီးမားတဲ့ပြောင်းလဲမှုရဲ့လှုပ်ဝက်ချက်ဆိုရင်ကောတင်းရဲ့ဂုံထုတ်စွမ်းအားကျန်းမာပျော်ရွှင်မှုနဲ့ပျော်ရွှင်မှုတွေကိုပြောင်းလဲပေးနိုင်မဲ့နေ့စဉ်မက်ခရိုဘေးတွေရဲ့အံ့ဩဖွယ်စွမ်းအားကိုရှာဖွေလိုက်ပါကျွန်ုပ်တို့သည်ကြီးမားသောပန်းတိုင်များနှင့်အတူမကြာခဏဆိုသလိုကြာရှုံးတတ်ကြသည်သို့သောမက်ခရိုဘေးများကတော့ကွဲပြားသည်ယင်းတို့သည်အလွန်သေးငယ်သောကြောင့်မကြရှုံးနိုင်ပဲတလန်းချင်းစီဖြင့်တသမတ်သေးဖြစ်အောင်တိဆောက်ပေးသည်ဒါကသိပ္ပံနည်းကြပါပဲကျွန်ုပ်တို့အုံနောက်တွေကအလေးကျင့်တွေကိုနှစ်သက်တယ်သေးငယ်တဲ့ထက်ခါတလဲလဲပြုလုပ်မှုတိုင်းဟာ neural pathway တွေကိုအားကောင်းစေပြီးအကျင့်ဆက်ဝင် cue routine reward ကိုဖန်တီးတယ် micro habit တွေကဒါကိုအသုံးချပြီးတင်းအုံနောက်ကိုလွယ်ကူတဲ့အောင်မြင်မှုအတွက်ပြန်လည်တိဆောက်ပေးတယ်စတင်ဖို့အသင့်ဖြစ်ပြီလားဂုံထုတ်စွမ်းအားအတွက်10မိနစ်စီးမြင့်ကိုစမ်းကြည့်ပါကျန်းမာရေးအတွက်ရေတစ်ခွက်တောက်ပါစာသားမက်ဆေ့ချတစ်ခုပို့ပါစာမျက်နှာတစ်မျက်နှာဖတ်ပါတင်းငယ်စွာစတင်ပြီးတသမတ်သေးဖြစ်အောင်လုပ်ပါအစစ်အမှန်မော်စန္ဒာကစူးစီးမှုတက်ရောက်မှုပါတနေ့စာမျက်နှာတစ်မျက်နှာကတစ်နှစ်ကိုစာအုပ်တစ်အုပ်ဖြစ်တယ်ထောက်ရှုပ်တစ်ခုက10ခုဖြစ်လာတယ်ဒီတင်းငယ်တဲ့အောင်မြင်မှုတွေကအရှိန်ဟုန်ကိုတိဆောက်ပြီးတင်းဘဝကိုတသမတ်သေးရှိတဲ့ခြေလမ်းတစ်ခုချင်းစီနဲ့ပြောင်းလဲပေးတယ်တင်းဤမိုက်ခရိုဘက်ခီးကိုယနေ့ပင်စတင်လိုက်ပါ